စားပါတော့မြို့သားလွတ်တော်ဥက္ကဋ္ဌနဲ့လွတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကာရဝပြုအပ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်မြို့သားလွတ်တော်ကိုယ်စားလှယ်မရှိခွန်စောလွင်ဖြစ်ပါတယ်ကျွန်တော်အနေဖြင့်အဆိုပြုဥပဒေချမ်းပါအပိုင်းနဲ့မူလဥပဒေပါပုံမှန်ရှိပုံမှန်ခွဲကားငယ်နဲ့အဆိုပြုဥပဒေချမ်းပါအပိုက်6မူလဥပဒေပါပုံမှန်30တဲ့ကာကြီးတို့အပေါ်ဆွေးနွေးသွားမှာဖြစ်ပါတယ်လေးစားပါတော့မြို့သားလွတ်တော်ဥက္ကဋ္ဌခင်ဗျာဆိုပြုဥပဒေချမ်းပါအပိုက်နဲ့အစားထိုးပြင်ဆင်လိုသည့်ဥပဒေပုံမှန်8ပုံမှန်ခွဲကားငယ်အားလေးလာကြည့်သည့်အခါဥပဒေပြုလွတ်တော်ကိုယ်စားလှယ်များသည်အည်ချင်းပြောရသောပညာရည်ချင်းမြင့်မားသောကိုယ်စားလှယ်များဖြစ်ရန်နိုင်ငံတော်ရဲ့အနာဂတ်ကာလအတွက်မျှော်တွေးပြီးအဆိုပြုခြင်းဖြစ်ကြောင်းနားလည်သဘောပေါက်ရပါတယ်အနာဂတ်ကာလအတွက်မျှော်တွေးမိဆိုပါကကောင်းမွန်သည့်အဆိုပြုချက်လည်းဖြစ်ပါတယ်အတူရတွင်လက်ရှိမြန်မာနိုင်ငံ၏အခြေအနေကိုပြန်လည်ချိန်ဆမျှော်ကြည့်ဖို့လည်းလိုအပ်ပါတယ်2025ခုနှစ်ထွေထွေရွေးကောက်ပွဲမှာနိုင်ငံတော်ရဲ့အခြေအနေအရရွေးကောက်ပွဲကိုတစ်ချိန်တည်းတရက်တည်းကျင်းပနိုင်ခြင်းမရှိတီကိုတွေးရှိရပါတယ်လက်ရှိအချိန်ထိရေးပေါ်ခြေနေအောင်ကြောက်ရောက်နေသေးတဲ့မြို့နယ်များရှိနေစေကာလဖြစ်ပါတယ်ထို့အတွက်ကြောင့်ယခုအဆိုပြုဥပဒေချမ်းပါလွတ်တော်ကိုယ်စားလှယ်များအည်ချင်းတတ်မှတ်ချက်သည်လက်ရှိအခြေအနေနှင့်ကိုက်ညီမှုမရှိတဲ့အတွက်မူလဥပဒေပါအတိုင်းထားရှိရန်ဥပဒေချမ်းကော်မတီပြင်ဆင်ချက်သည်တင်းလျော်မှန်ကန်ပါကြောင်းထောက်ခံဆွေးနွေးအပ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာဆက်လက်ပြီးတော့ဆိုပြုဥပဒေချမ်းပါပိုက်6မူလဥပဒေပါပုံမှန်30တက်ကကြီးနဲ့ဆက်လင်းပြီးတော့မှဆွေးနွေးသွားမှာဖြစ်ပါတယ်မူလဥပဒေပုံမှန်30တက်ကကြီးသည်ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်ကြမိနိုင်ငံရေးပါတီများလွတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ယင်းတို့ရဲ့ရွေးကောက်ပွဲကိုယ်စားလှယ်များကိုကော်မရှင်မှတတ်မှတ်ထားတဲ့နီလာများဖြင့်မဲဆွယ်စည်းရုံးခွင့်ပေးအပ်ထားပါတယ်ရင်းဥပဒေပုံမှန်30တက်ကကြီးပုံမှန်ခွဲကကြီးတွင်သက်ဆိုင်ရာမြို့နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ခွင့်ပြုချက်ဖြင့်တမတိနေရာနဲ့အချိန်တွင်စုဝေးဟောပြောခြင်းနဲ့မဲဆွယ်စည်းရုံးခြင်းကိုဆောင်ရွက်နိုင်ကြောင်းတွေ့ရှိရပါတယ်ထို့အတွက်နိုင်ငံရေးပါတီတရားအနေဖြင့်မဲဆွယ်စည်းရုံးရေးဆောင်ရွက်ရမှာသက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ဥစွာခွင့်ပြုချက်တင်ပြရပြီးခွင့်ပြုချက်ရမှသာဆောင်ရွက်ကြရမည်ဖြစ်ပါတယ်ခွင့်ပြုချက်ပါစည်းကမ်းချက်ကိုလည်းလိုက်နာမည်ဖြစ်ကြောင်းဝန်ခံလက်မှတ်ရေးထိုးကြရပါတယ်ဆိုပြုဥပဒေချမ်းပါတင်ပြချက်များအရပါတီဝင်များကနိုင်ငံရေးပါတီများသို့တင်ပြခြင်းမရှိဘဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ကြသဖြင့်စနစ်တကျရှိစေရေးအချုပ်အနှောင်ကန့်တပ်ပုံအတွင်းဖြင့်နိုင်ငံရေးပါတီများမှပါတီဘိုအလုံးမှုဆောင်ဆိုသည့်စကားရပ်ဖြင့်အစားထိုးရန်အဆိုပြုတင်ပြထားသည်ကိုတွေ့ရှိရပါတယ်ပါတီဝင်များကနိုင်ငံရေးပါတီများသို့တင်ပြခြင်းမရှိဘဲမဲဆွယ်စည်းရုံးရေးလုပ်ငန်းဆောင်ရွက်ခြင်းသည်ဥပဒေပြဿနာရပ်မဟုတ်ဘဲအကြောင်းချင်းရာပြဿနာရပ်တာဖြစ်ကြောင်းသုံးသပ်ရပြီးမဲဆွယ်စည်းရုံးခွင့်ဆိုင်ရာဥပဒေပြဋ္ဌာန်းချက်ကိုလိုက်နာရန်သာလိုအပ်ကြောင်းတင်ပြလိုပါတယ်ဥပဒေပြဋ္ဌာန်းချက်အတိုင်းလိုက်နာနိုင်စေရန်သက်ဆိုင်ရာကော်မရှင်မှဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီကြပ်မတ်သွားရမည်သာဖြစ်ပါတယ်ဥက္ကဋ္ဌကြီးခင်ဗျာဆိုပြုဥပဒေချမ်းပါနိုင်ငံရေးပါတီများမဲဆွယ်စည်းရုံးခွင့်ကိုပါတီဘိုလုံးမှုဆောင်ကိုသာပြင်ဆင်ကန့်သတ်လိုက်ပါကပါတီစုံဒီမိုကရေစီစနစ်မှာပါတီတိုင်းအတွက်တန်းတူရှင်ပြိုင်နိုင်မှုစည်းရုံးနိုင်မှုကိုထိခိုက်စေနိုင်ပါတယ်ပါတီဝင်များနဲ့ဒေသခံစည်းရုံးရေးအဖွဲ့ကိုရွေးကောက်ပွဲပါဝင်ဆောင်ရွက်နိုင်ခွင့်ပိတ်ပင်လိုက်သည့်ဖြစ်သည်ဖြင့်ဥပဒေနှင့်အညီလွတ်လပ်စွာနိုင်ငံရေးပါဝင်လှုပ်ရှားခွင့်နှင့်ဒီမိုကရေစီအခွင့်အရေးကိုထိခိုက်စေနိုင်ပါတယ်ဒီမိုကရေစီစနစ်ကိုကျင့်သုံးသောနိုင်ငံအနေဖြင့်ပြည်သူပါဝင်မှုအားကောင်းရန်ဒေသခံအဖွဲ့အစည်းများပါဝင်မှုအခမ်းကဏ္ဍမြင့်တင်ရန်လိုအပ်ပါတယ်ပြည်သူနဲ့အနီးစပ်ဆုံးဖြစ်သောဒေသခံစည်းရုံးရေးအဖွဲ့မှတစ်ဆင့်ပါတီမူဝါဒများလမ်းစဉ်များတည်င်းအချက်လက်များကိုတင်ပြခွင့်ရရှိစေပြီးပြည်သူများမှလည်းပါတီများကိုကောင်းစွာရွေးချယ်လာနိုင်မှာဖြစ်ပါတယ်